အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပြတဲ့ဗီဒီယိုကတော့ကျွန်တော်တို့ CapCut မှာကျွန်တော်တို့မြန်မာ form မှာမှန်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကိုပြပြပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပြပါဦးဒီလိုမျိုးအကြောအရာတွေကိုကျွန်တော်တို့သိချင်တယ်ဆိုလို့ရှိရင် comment မှာရေးခဲ့လို့ရပါတယ် channel လေးကိုလည်း subscribe မလုပ်ရသေးရင် channel လေးကို subscribe လုပ်တော့ပြဖို့တောက်ဆိုရှင်ပါတယ် okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့စမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Play Store က app နှစ်ခုဆွဲရမှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ Play Store ရဲ့ရင်ဝင်လိုက်ပါPlay Store ရတဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့စာရိုက်တဲ့နေရာမှာကျွန်တော်တို့ဒီမှာအခုလက်ရှိကကျွန်တော်ကဒီမှာ keyboard နဲ့သုံးမြမျိုးဖြစ်ပါတယ်ကျွန်တော်တို့က backend keyboard နဲ့တော်တော်လေးအဆင်ပြေပါတယ်အဲဆိုကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့ keyboard ဆိုပြီးရိုက်ချက်လိုက်ပါ keyboard ဆိုပြီးရိုက်ချက်လိုက်ပါကျွန်တော်တို့ဒီမှာပေါ်ဆုံးမှာပေါ်နေပါပြီအဲဆိုကျွန်တော်တို့ဒီမှာလက်ကလေးနဲ့နှိုက်လိုက်ပါနှိုက်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုး icon လေးနဲ့ကျွန်တော်တို့ဒီမှာအနီရောင်လေးနဲ့ပေါ်နေမှာပဲဖြစ်ပါတယ် keyboard ဆိုပြီးဖြစ်ပါတယ်အဲဆိုကျွန်တော်ကဒီမှာခုလက်ရှိဆွေးပြတာဖြစ်တဲ့အတွက်ဆွေးပြတော့ဘူးအဲဆိုကျွန်တော်တို့ဒီမှာ keyboard ဆွဲလို့ပြီးတဲ့ကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ခုကကျွန်တော်တို့ဒီမှာ Zfone 3ဆိုပြီးရိုက်ချက်လိုက်ပါကျွန်တော်တို့ဒီမှာပေါ်ဆုံးမှာပေါ်နေပါပြီ Zfone 3လို့ရိုက်ချက်လိုက်ပါရိုက်ချက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုလည်းကျွန်တော်တို့ဒီမှာဆွဲထားတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ရှိပြီးသားပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီမှာဆွဲလို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်ပါအပြင်ထွက်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာခုနလေးကကျွန်တော်တို့ keyboard ကိုကျွန်တော်တို့တစ်ခေါက်ချက်လောက်ဝင်လိုက်ပါဝင်လို့ပြီးတဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာ backend keyboard လိုမျိုးတော်တော်လေးလောရတာလည်းမရှိပါဘူးအဲဆိုကျွန်တော်တို့ဒီမှာဒီလိုမျိုး keyboard ဝင်လာလို့ရှိရင်ကျွန်တော်တို့ဒီဘက်အပေါ်ထောင်းလာမှာကျွန်တော်တို့ keyboard design လေးနဲ့အဲ့ဒါကိုနှိုင်းလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာခုလက်ရှိသုံးနေတဲ့ keyboard ကိုကျွန်တော်တို့အမှန်ရှင်းလေးချက်လိုက်ရပါပြီအဲဆိုကျွန်တော်တို့ဒီမှာအပင်ထွက်လိုက်လို့ရပါပြီရလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ CapCut တဲ့ model ကကျွန်တော်တို့ Zfone 3ထဲရင်ဝင်ရပါမယ် Zfone 3ကကျွန်တော်တို့ဒီမှာမြန်မာ font ကိုကျွန်တော်တို့ထောက်ရပါမယ်အဲဆိုကျွန်တော်တို့ဒီမှာ Zfone 3ရောက်တဲ့ကျွန်တော်တို့ဒီမှာပေါ်လာတဲ့ဆွေးတယ်ပါဆွေးတယ်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနားလေးမှာကျွန်တော်တို့ဒီမှာမြန်မာဆိုပြီးရှိတယ်ကျွန်တော်တို့ဘေးနားလေးမှာ COS ကိုနှိုက်လိုက်ပါ COS နှိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ကိုကြိုက်တဲ့ font တွေအများကြီးကြားလာပါတယ်ကိုကြိုက်တဲ့ font တွေကိုကျွန်တော်တို့ဆွဲလို့ရပါတယ်ကျွန်တော်တို့ဒီမှာခုလက်ရှိသုံးနေတာကျွန်တော်ကတော့ဒီမှာ Ecasm ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာခုလက်ရှိသုံးနေတဲ့ keyboard တွေအများကြီးရှိပါတယ်အဲဆိုကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့ဒီမှာဒီလိုရှိရင်ကျွန်တော်တို့ဒီမှာEcasm ဆိုပြီးရှိရဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာခုလက်ရှိဆွေးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးအောက်နားလေးမှာကျွန်တော်မြှားပုံစံလေးမှာပါတာပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီမှာကျွန်တော်တစ်ခုဆွေးပြမှာမယ်ကျွန်တော်တို့ဒီမှာ median Ecasm median ဆိုပြီးရှိရဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာဆွေးပြမှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီမှာအဲ့ဒါကိုနှိုက်လိုက်ပါနှိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးပုံစံလေးနဲ့မြှားပုံစံလေးနဲ့ရှိရဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာနှိုက်လို့ရှိရင်အမှန်ရှင်းလိုက်လို့ရှိရင်ကျွန်တော် okay ရပါပြီအဲ့လိုမျိုးရပါပြီကျွန်တော်တို့ဒီနေရာမှာ Zfone 3မှာကိုကြိုက်တဲ့ font ကိုဆွဲလို့ရပါတယ်အဲ့ဆိုကျွန်တော်တို့ကိုဒီမှာကိုကြိုက်တဲ့ font ကိုဆွဲလို့ပြီးတယ်ကျွန်တော်တို့ဒီမှာပြင်ထွက်လိုက်ပါပြင်ထွက်လို့ပြီးတယ်ကျွန်တော်တို့ဒီမှာ CapCut တွေဝင်လိုက်ပါမှာအဲ့ဆိုကျွန်တော်တို့ CapCut တွေရတယ်ကျွန်တော်တို့ new video ကိုနှိုက်လိုက်ပါ new video နှိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ video သုံးပါ photo ကိုကျွန်တော်တို့ရေးလိုက်ပါရေးလို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကကျွန်တော်တို့တခုပြောချင်တာဒီနေရာမှာဒီကျွန်တော်တို့ခုနထည့်ထားတဲ့ကျွန်တော်တို့ဗီဒီယိုသုံးပါ devon ကိုကျွန်တော်တို့လက်ကလေးနဲ့ထောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာစာရေးတဲ့ test ဆိုပြီးမှာပေါ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီနေရာကိုလက်ကလေးနဲ့ထောက်စီရမလိုပါဘူးအဲဆိုကျွန်တော်တို့ဒီနေရာမှာကိုကြိုက်တဲ့စာကိုကြိုက်တဲ့သင်းကိုကျွန်တော်တို့ရေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရေးမယ်ဆိုလို့ရှိရင်အောက်နားလေးမှာဒီပုံစံလေးနဲ့ test ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ edit test ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီဘက်တောင်းဒီဘက်ဘေးနားလေးမှာကျွန်တော်တို့ဒီမှာ font ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီနေရာမှာ my font ဆိုပြီးရှိရဲဒီလိုမျိုးရွှေ့လိုက်လို့ရှိရင် my font ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်ကတော့ဒီမှာအခုလက်ရှိသုံးနေတဲ့ font တွေပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဒီလိုမျိုးဒီ font တွေကိုကျွန်တော်တို့ဒီမှာ Zfone 3ကယူထားတာပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဒီမှာတစ်ခါမှမသုံးရသေးတဲ့မယူရသေးဘူးဆိုလို့ရှိရင်ဒီဘက်ဘေးနားလေးမှာကျွန်တော်တို့ F ဆိုပြီးရှိရဲအပေါ်လက်ခံနဲ့အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ my font ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုး font တွေကျွန်တော်တို့ကဒီမှာအခုလက်ရှိသုံးနေတဲ့ font တွေကကြားလာမှဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးမပေါ်ခင်ဆိုလို့ရှိရင်ပေါ်နားလေးမှာကျွန်တော်တို့ set ကလေး30ဆိုတာရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီမှာပေါ်ဆွတ်တယ်လို့ဆိုရင်ကျွန်တော်တို့အောက်နားလေးမှာ Zfone 3ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ font ဆိုပြီးရှိရဲအဲ့ဒါကိုတစ်ခေါက်ထည့်လိုက်ပါထည့်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ font တွေဆွဲထားတဲ့ Zfone 3ကဆွဲထားတဲ့ font တွေပဲရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ font ကိုကျွန်တော်တို့သုံးရပါကျွန်တော်တို့ဒီ font ကိုယူပြရမယ်ဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီ font နှိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ font ပုံစံနဲ့ကြားရတဲ့ font တစ်ခါနှိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးဒီရှေ့ကိုရောက်တော့ပါပြီဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ font ကိုယူလိုက်တာပဲဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ
ကိုကြိုက်တဲ့ font ကိုယူလို့ရပြီဆိုတော့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့စာကိုရေးလိုက်ပါကျွန်တော်တို့ဒီမှာဥပိဒတလို့ရေးပြပါမယ်ဒီနေရာမှာစာကျွန်တော်တို့ devon ဝတ်မှာစာကျွန်တော်တို့ဒီမှာစာမမှန်ဘူးဒီအောက်မှာကျွန်တော်တို့စာတော့မှန်တယ်မှန်လို့ရှိရင်ကျွန်တော်တို့ဒီမှာကိုလက်ရှိကျွန်တော်ခုနကကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ font ကိုယူလိုက်ကျွန်တော်တို့ကိုကြိုက်တဲ့ font ကိုကျွန်တော်တို့ထည့်လိုက်ပါကျွန်တော်တို့ဒီမှာခုလက်ရှိသုံးနေတဲ့ font က icon 0 summary ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ font ကကျွန်တော်တို့ဒီမှာမှန်သွားပါပြီဒီဘက်ပင်နာထဲမှာကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ font တွေအများကြီးရှိပါတယ်ကျွန်တော်တို့ font တွေကမှန်တာလေးရှိတယ်မမှန်တာလေးရှိတယ်အဲဆိုတော့ကျွန်တော်တို့မှန်တဲ့ font ကိုသုံးလိုက်ပါအဲဒီမှာ Z font 3မှာရှိပါတယ်စိုင်းသွင်းလို့ရပါတယ်အဲဆိုကျွန်တော်တို့ဒီမှာပင်နာထဲမှာ style ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါဒီမှာပါကိုကြိုက်တဲ့အရာကိုကြိုက်တဲ့ design ကိုပြောင်းလို့ရပါတယ်ဒီဘက်ပင်နာထဲမှာကျွန်တော်တို့ effect ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ effect တွေကျွန်တော်တို့ကိုကြိုက်တဲ့ဟာတွေကိုသုံးလို့ရပါတယ်ဒီမှာဒီဘက်ပင်နာထဲမှာဆိုတဲ့ style ဆိုပြီးရှိတယ်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့စာကိုယူသုံးလို့ရပါတယ်ပြီးလို့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့စာကိုကျွန်တော်တို့ထည့်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီဘက်တောင်းလာလေးမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ထုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်တောင်းလာလေးမှာအမှန်ချက်ကလေးရှိရဲ့အမှန်ချက်ကလေးနှက်လိုက်ပါနှက်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာဒီနေရာကိုထုံးမယ်ဆိုလို့ရှိရင်ဒီဘက်နှက်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးတက်တော့ဒီလိုမျိုးကက်ကပ်လို့ကိုမပါရှင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီရာကအဆုံးကိုကျွန်တော်တို့ ending ကိုကျွန်တော်တို့ line နဲ့ထားလိုက်ပါထားလို့ရှိရင်ကျွန်တော်တို့ဒီမှာအမှန် delete ဆိုပြီးရှိတဲ့အောက်နားလေးမှာအဲ့ဒါကိုကျွန်တော်တို့နှက်လိုက်ပါနှက်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာဒီဗီဒီယိုကိုထုတ်မယ်ဆိုလို့ရှိရင်အပေါ်နာတဲ့ဒီမှာ export space ရှိရဲအဲ့ဒါကိုထည့်နေပါထည့်နေလို့ရှိရင်ကျွန်တော်တို့ဒီမှာထုတ်လိုက်ပါပဲဖြစ်ပါတယ် okay ပြီးလို့ရှိရင်ဒီမှာဒီအောင် down ကိုနှိုက်လိုက်ပါနှိုက်လို့ရှိရင်ကျွန်တော်တို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးအကြောင်းအရာတွေကိုသိရတယ်ဆိုလို့ comment မှာ make လို့ရပါတယ် channel လေးကိုလည်း subscribe မလုပ်ရသေးရင် channel လေးကို subscribe လုပ်တော့ပြီပေါ့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်